Okay ကျွန်တော်ခုတလောက်ကျွန်တော်မြင်နေရနော်အီရန်မှာဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်နေတယ်တကယ်ကိုလူပေါင်းသိန်းချီတန်းချီပြီးတော့ပေါ့နော်မြို့ပေါင်းများစွာမှာအဲ့လိုဆန္ဒပြပွဲကြီးအကြီးအကျယ်ဖြစ်နေတယ်အဲ့ဒါဘာကြောင့်ဖြစ်ရလဲဆိုကျွန်တော်တို့ပေါ့နော်အဲ့ဒါဒီချတာတိပေါ်ကျွန်တော်တို့ the mind တစ်ခုပြန်လှန်ကြည့်ဖို့လိုတယ်ဘယ်လောက်ထိလှမ်းမလဲဆိုတာနှစ်ပေါင်း50ကျော်လောက်က the mind ကိုပြန်လှန်ဖို့လိုတယ်1989မတိုင်ခင်ပါနော်ကျွန်တော်အဲ့ the mind ကိုပြန်ကြည့်မယ်ဆိုရင်ဒီအီရန်ကဘေးကြီးရှာအုပ်ချုပ်ပါတယ်ဘေးကြီးရှာရဲ့လက်ထက်မှာဆိုရင်ကျွန်တော်တို့သူကအစ္စရေးနဲ့မဟာမိတ်အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေဖြစ်တယ်မဟာကျွန်တော်အစ္စရေးနဲ့ကျွန်တော်တို့အမေရိကန်တို့နဲ့ဟိုစစ်ရေးနီးပညာအကုန်ပူးပေါင်းလုပ်ကိုင်တဲ့တကယ်မဟာမိတ်နိုင်ငံတွေဖြစ်ခဲ့တယ်ပညာရေးမှာဆိုရင်လည်းသူတို့ရှေ့အရန်ကြတယ်ရှေ့အရန်ရှေ့ရောက်တယ်ဘယ်နဲ့ advance ဖြစ်တယ်နီးပညာဆိုလည်းကျွန်တော် Israel နဲ့ပူးပေါင်းလုပ်ကိုင်တယ်ပြီးတော့အမျိုးသမီးတွေမှာဆိုရင်ကျွန်တော်တို့ Europe တော့မှမဲပေးပိုင်ခွင့်မရှိတဲ့အချိန်မှာ DE for Iran မှာဆို Europe မှာပေါ့နော်သူတို့မဲပေးပိုင်ခွင့်စရှိနေပြီအဲ့1948ပတ်ဝန်းကျင်လည်းအီရန်မှာမြို့သမီးတွေမဲပေးပိုင်ခွင့်ရှိနေပြီကျမ်းမာရေးမှာလည်းအရှိကိုမရောက်တဲ့စမှုနဲ့ပတ်သက်ပြီးတော့လည်းသူတို့ဘီကြီးအရှိကိုပေါ့နော်တူတောင်လုပ်ခဲ့တယ်ပြီးတော့ပါဖြစ် tourism မှာဆိုရင်လည်းအရန်နာမည်ကြီးတဲ့နေရာဖြစ်ခဲ့တယ် American tourist တွေဟာအထူးသဖြင့်ကျွန်တော် Middle East မှာဆိုရင်အီရန်ကိုနံပါတ်1ထားပြီးသွားကြတယ်တကယ်ပေါ့နော်အရန်တိုးတက်တယ်အမေရိကန်တို့ရဲ့ပထမဆုံးပေါ့နော် tourist destination ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါတွေကတော်တော်ကိုပေါ့နော်ရွှေအောင်လှမ်းခဲ့တဲ့နေရာတိပေါ့အဲ့ချိန်မှာဆိုရင်သူတို့အကုန်လုံးပြဟိုလူစင်နှမ်းမြင့်တယ် safety ရှိတယ်စစ်မဖြစ်ဘူးစစ်ပွဲတွေမရှိဘူးတကယ်ကိုဟိုတိုးတက်ပြီးတော့ရှေ့ရောက်တယ်ယူရိုပကနိုင်ငံဥရောပနိုင်ငံတွေတက်ကိုရှေ့ရောက်တယ်ဤပညာရေး education healthcare ဘောနော်အကုန်လုံးရှေ့ရောက်တယ်အဲ့ဒီအားလုံးက1989မှာအဲ့ဒါအပြောင်းအလဲတစ်ခုဖြစ်ခဲ့တယ်အဲ့လိုဖြစ်ခဲ့လဲဆိုတော့1989မှာဘီညီရှာကိုသူဖြုတ်ချခဲ့ပြီးတော့ဘယ်သူလာတက်လဲဆိုတော့ဒါဆိုအာယာတိုလာဆိုတဲ့မွတ်စလင်ကောင်ဆောင်တက်ခဲ့တယ်သူကနေပြီးဘာဖြစ်လဲဆိုတော့အဲ့ဘီညီရှာကိုဖြုတ်ချပြီးတော့သူတက်ပြီးရင်သူကဘောနော်ဘာတွေခရီးပေးခဲ့လဲဆိုတော့သူဘောနော်ဒီကျွန်တော်တို့ဟိုရေကိုလည်းအလကားပေးမယ်ပညာရေးကိုလည်းအလကားရစေရမယ်ကျန်းမာရေးကိုလည်းဆောက်ရှောက်မှုကိုလည်းအလကားရစေရမယ်အိမ်ချမ်းတွေကိုလည်းအလကားရစေရမယ်ပေါ့နော်ကုန်းလုံးဆက်တဲ့ပို့ဆောင်ဆက်တဲ့ရေးကိုလည်းအလကားရစေရမယ်ပေါ့သူအခရီးပေးခဲ့တာမန်ဒနီကနေပြော New York City မှာဘာလို့မနေအောင်ခရီးပေးခဲ့တယ်လို့ New Icon ပြောတယ် Muslim ကောင်ဆောင်အာရတိုလာကနေခရီးပေးပြီးအမျိုးလုပ်ခဲ့တယ်ဒါပေမဲ့မကြပါဘူးနှစ်ပေါင်း3-4နှစ်လည်းကြာလိုက်ရောကြာပြီးနောက်ပိုင်းမှာသူတို့အကုန်လုံးသိလိုက်တာ free ဆိုတာဘာတစ်ခုမှမရှိတဲ့အပြင်အီရန်ကတကယ်ကိုကြောက်တဲ့ထိုးဆင်းသွားပြီးတော့အီရန်ကဘာဖြစ်သွားလဲအာဏာရှင်စစ်နိုင်ငံဖြစ်သွားတယ်အဲ့နောက်ပိုင်းမှာဘာဖြစ်သူရဲ့အရင်ကဟာရွှေခင်းနဲ့ဆန့်ကျင်ဘက်တွေဖြစ်တဲ့အမျိုးသမီးတွေလူလောက်ခွင့်မရှိတော့ဘူးတချင်းဆိုခွင့်မရှိတော့ဘူးဟိုဂီတတွေရောင်းပိုင်ခွင့်မရှိတော့ဘူးရုပ်ရှင်တွေမရှိတော့ဘူးပညာရေးနဲ့ပတ်သက်တာအကုန်နှိပ်ကိုခံရတယ်ဒါတွေကဘာဖြစ်လို့ဆိုတော့ပညာရေးတွေ advanced technology တွေဥရောပဆန်လို့နော် western ဆန်တွေပေါ့နောက်တိုင်းဆန်တဲ့အတွက်အကုန်အဲ့ဒီနဲ့စံချိဘက်တွေအကုန်လုပ်ပြတာဆိုတော့အီရန်ကစောက်ထုတ်မှုမျိုးထိုးဆင်းသွားတာပေါ့နော်တကယ်လို့အခြေခံလူလောက်ခွင့်ဖြစ်တဲ့ဘာသာရေးလူလောက်ခွင့်နေကျမ်းမာရေးပေါ့နော်ဟိုကျမ်းမာပေါ့နော်ဟို freedom of speech ပေါ့နော်လို့တော့ပြောဆိုခွင့်နေဘာတစ်ခုမှမရှိဘဲနဲ့တကယ်ကိုအီရန်ကဟိုတကယ်ကိုစောက်ထုတ်မှုမျိုးဖြစ်သွားပေါ့နော်ခုဆိုရင်အီရန်မှာဆန္ဒပြလူတွေကအဲ့ရွှေကစ်ကိုပေါ့နော်ဘီညီရှာရဲ့လက်ထက်ကဘုံမျိုးသွားခြင်းတယ်သူရဲ့ရှာရဲ့တားတော့ဖြစ်တဲ့မင်းသားလေးကအမေရိကကိုထွက်ပြေးတယ်ခုအဲ့မင်းသားကိုသူတို့ပြန်ခေါ်ပြီးတော့သူ့နိုင်ငံကိုပြန်အုပ်ချုပ်စေခြင်းနဲ့အုပ်ချုပ်စေပြီးတော့အမေရိကန်ကိုတော့ဝင်လာစေခြင်းနဲ့ပြီးတော့ခု Israel နဲ့လည်းပြန်ပြီးပူးပေါင်းခြင်းနဲ့ဒါကြောင့်မခုဆန္ဒပြတဲ့ချိန်မှာ Israel အလှမ်းနေခြုံပြီးတော့အီရန်နိုင်ငံထဲမှာဆန္ဒပြနေတယ်ဒါကျွန်တော်အီရန်ရဲ့သမိုင်းကြောင်းလေးတစ်ခုပေါ့နော်သိတဲ့နဲ့ထင်လို့ကျွန်တော်ပြောပြပေးတာပါကျေးဇူးများတင်တယ်